မြေတို့ခမိခံရကောင်အေးစစ်စစ်နေတိလားနော်ငါမပြောချင်ဘူးလူမျိုးတမျိုးမယ်လေဆိုလို့ရှိရင်ကိုတမိုင်းကိုစာပဲကိုရရကိုရင်ကျင်းမှုရှိရတယ်မြေတို့မှရှိလို့လားမြေတို့မှရှိလို့လားမြေတို့အခုပြောနေတဲ့ခမိစကားပဲမှလဲမြေတို့ပြောနေတဲ့ဘာသာစကားဘေးကနေဘယ်လိုပေါ်လာတယ်ဘေးကနေဘယ်လိုဆက်တက်လာတယ်မင်းတိလားငါလုံးမကောင်းလို့လူမျိုးတမျိုးမယ်တယ်ဆိုလို့ရှိရင်တမိုင်းရှိရတယ်မြေတို့မှတမိုင်းရှိလားတမိုင်းရှိလားမြေတို့မှဘာတချင်းဒီဖက်လူတွေတချင်းတွေထုတ်ရိုးရဝက်စုံတွေထုတ်အဲ့ဒါငါတို့ခမိတမိုင်းငါတို့ခမိတချင်းခုနေတဲ့ကောင်တွေအားများဒီပန်ကြည့်ဒီမြေတို့ခမိစားဒီဟာကိုတော့မှဘေးကနေဘယ်လိုပေါ်လာတယ်မြေတို့တီးလားငါပြောပြမယ်ဒီမြေတို့ခမိစားလို့ပြောနေတဲ့ဒီဟာဘေးကနေဘယ်လိုရတာလဲမြေတို့မတီးဘူးမလားငါပြောပြမယ်တေချာနာထောင်းနော်အဲ့ဒါနွားအကြီးခွန်ပေါ်မှာတွေးတာနော်နွားအကြီးခွန်ပေါ်မှာတွေးတာအဲ့ဒါရှေ့ခဲလူကြီးတွေဒိတ်ကိုရေးတဲ့အချိန်မှာခမီကောင်းဆောင်တွေကပါလဲရှားတဲ့အဲ့ဒီစာပေကိုရှားတဲ့ချိန်မှာနော်နွားအကြီးခွန်ပေါ်မှာတွေးလို့အဲ့ဒါငါတို့စာဟုတ်ပြီဆိုပြီးမှမင်းတို့ကောက်ပြီးမှရေးတာဒီစာကိုတော့မင်းတို့ဖတ်တက်လားငါလုံးမအေးစစ်နေကြတော့ပြီးလို့ရှိရင်လာအောင်မမင်းပလဝတာမင်းနဲ့မဆိုင်ဘူးအေးစစ်နေလာအောင်မလာမပြောနဲ့ငါ့ကိုတိုက်ခိုက်လို့ရှိရင်ငါလည်းပြန်ပြောမှပဲနော်